Okay ဒီနေ့တော့ကျွန်တော်တို့ဘန်ကောက်မှာရှိတဲ့ Pokemon ကတ်ရောင်းတဲ့ဆိုင်လေးတွေကျွန်တော်တို့ကြည့်မယ်ပေါ့နော်ဘယ်ကတ်တွေကဘယ်ဈေးရှိပြီးတော့အထုပ်တွေရော box တွေရောဘယ်ဈေးတွေရှိနေတယ်ဆိုတော့ကျွန်တော်တို့ကြည့်မယ်ပြီးသွားရင်ဘယ်လိုဈေးကြီးတဲ့ကတ်တွေရှိတယ်ဆိုတော့လည်းကျွန်တော်လိုက်ပြမယ်ပေါ့နော် Okay အဲ့တော့ကတ်လေးတွေလိုက်ပြီးတော့ကြည့်လိုက်ကြရအောင်ခေဒါတွေကတော့ဈေးကြီးရဲ့ Pikachu တွေပါသူကတော့ PSA9 ပေါ့နော်ဒီမှာ PSA တွေ time ဆိုတော့ကျွန်တော် accuracy လည်းရှိတယ်ပေါ့နော်ဒါကကြတော့ရောင်းတာမဟုတ်ဘူးအဲ့တော့ဈေးဘယ်လောက်လဲမသိရဘူးပေါ့နော်ဒီမှာက2မျိုးရှိရပေါ့နော်ကျွန်တော်တို့ဒီရောင်းတဲ့ကတ်တွေလည်းရှိကြတော့ကျွန်တော်ဒီတော့ draw တွေပေါ့နော်မဲနိုင်တဲ့ကတ်တွေလည်းရှိရအမျိုးမျိုးပဲပေါ့နော်သူတို့ဟိုလုတ်ပြီးတော့ရောင်းကြတယ်တချို့ကလည်းဒီတိုင်းကတ်ကိုစင်ကတ်တွေရောင်းလို့တချို့ကလည်း PSA တွေတင်ရောင်းတယ်တချို့ကကြောက်တယ်အဲ့ PSA တင်မီတာတွေကိုမှဒီ draw ပေါ့နော်ဘဲတွေအဖြစ်လုပ်ပြီးတော့ရောင်းကြတယ်ဒီမှာတော့ဒါဘူးလေးတွေပါဒါတော့ one piece ပေါ့နော် one piece ဘူးတွေပါ one piece ကတော့ကျွန်တော်လည်းသိနားမလဲဘူးပေါ့နော်ဒါတော့ Pokemon ထုတ်တွေပါဒါဆို Mega Evolution ပတ်450ဒီဘက်ကတော့ပါထုတ်တယ်ကျွန်တော်လည်းမသိဘူးပေါ့နော်အောက်မှာတော့ဒါတော့ Pikachu တွေပါဒီမှာတော့ Inferno H လေးတွေရှိတယ် Inferno H ကတော့တစ်ထုပ်ကို250ဒါတော့ Nature Spinner တစ်ထုပ်ကို200အနော် white flare လည်းရှိတယ်ပေါ့နော် white flare လည်းတစ်ထုပ်250ဒါ Mega Zyphonia ကတော့တစ်ထုပ်150ပေါ့နော်ဒါတော့ Lucario အကုန်လုံးရှိတယ်ပေါ့နော်အထုပ်တွေအစုံလင်တော့ရှိတယ်ဒါကတော့မဲပါကန်ကတ်တွေလှရနော်ဒါပေမဲ့ time version လားကျွန်တော် time version ကတော့လူကြိုက်နေတယ်ပေါ့နော်ဂျပန် version ကတော့စီးကြည့်ပါတယ်ဒါကတော့ Johnny Together ပေါ့နော်အင်္ဂလိပ် version ဆိုရင်တော့ Johnny Together ပါဒါတော့ဂျပန် version မှာ150ပေါ့နော်ထုတ်ကို150ဒါတော့ one piece တွေပါအဲ့တော့ဒါတွေကတော့ကျွန်တော်တို့ရောင်းတဲ့ကတ်တွေလည်းပါတယ်လို့မဲလည်းပါတယ်ပေါ့နော်ဒီမှာ request အားလေးလာတယ် Lucario ဟိုနောက်မှာ Pikachu ပေါ့နော်အဲ့ Pikachu ရဲ့နောက်မှာကျွန်တော်တို့ရဲ့ Mega Greninja only တကတ်ကို1300တော့နော်ဈေးကတော့ကြီးတယ်ဒီမှာ Charizard တွေလည်းရှိတယ် Famous တွေပေါ့နော်ဒါတော့ Pikachu နဲ့မြင်နေပါတကတ်ကို450ဒီကမြန်မာငွေနဲ့တော့မဟုတ်ဘူးနော်ဒါ Thai ငွေပါဒါတော့ Charizard ဒီမှာ Charmander Squad တဲ့အဆုံးရှိတယ်ပေါ့နော်ဒီမှာတော့ Kanka Famous တွေပေါ့နော်ဒါ Pikachu 25 anniversary အဲ့တော့ကတ်တီကတော့အစုံတော့ရှိတယ်ဈေးတွေကလည်းအမျိုးမျိုးပဲပေါ့နော်တက်တဲ့ခါရှိလို့ကြားတဲ့ခါလည်းရှိပါတယ်ဒါကတော့ one piece ပါ one piece ကတော့အနောက်ကတော့ magazine ထည့်နေ one piece ကတော့ကျွန်တော်လည်းနားမလဲလို့မှားရတဲ့အချိန် sorry ပါဒီမှာတော့တခြားအထုပ်တွေလည်းရှိတယ်ပေါ့နော်ဘာထုပ်တွေမှန်းတော့မသိဘူးတော်တော်များတော့အခုနောက်ပိုင်းက DCG ကခက်စားလာတဲ့အတွက်ရှိသမျှဇက်ကောင်းတွေအကုန်လုံး DCG အနေနဲ့ထုတ်လာပြီပေါ့နော်ကတ်တွေဖြစ်ကုန်ပြီဒါတော့ဘယ်လိုပြောမလဲ Vantage ကတ်တွေပေါ့နော်နှစ်ဟောင်းကတ်တွေပါဒီမှာအဆေးရလေးတွေအကုန်လုံးပေါ့နော် new စားစုံနေရှယ်ဒါတော့ site တက်ပေါ့နော် site တက်တော့တိုင်များပါတယ်ဒါတော့ Pikachu ဒီကောင်တော့ PSA 10ဆိုရင်ဘတ်1000ခွဲပေါ့ညောင်ငွေ30ကျော်30လောက်ရှိတယ်ဒါတော့ site တက်လေးတွေပါဒီကောင်ကတော့ရောင်းတာမဟုတ်ဘူးဒီကောင်ကမဲပေါ့နော်မဲအနေနဲ့ထားလာတာပါဒါတော့ EV ရဲ့ evolution တွေပါဒီမှာ4500ဒါတော့ Mega Ganga 4900ဒါ time version မဟုတ်လို့ပေါ့နော်ဒီမှာ version ဆိုရင်တော့ဒီကောင်1000ကျော်လို့တော့ရှိမယ်လို့တော့ထိန်းတာပဲပြောတော့မပြောတော့ဘူးအနောက်မှာ Charizard လည်းရှိတယ်ကတ်တီကတော့တော်တော်စုံနေတော့ရှိတယ်ပေါ့နော်ဒါပေမဲ့ one piece ကတော့ပြတော့မယ်ကျွန်တော်ဈေးတွေမသိဘူးပေါ့နော်ဒီမှာတော့ထုတ်ပြီးဘာထုတ်ကုန်မသိတဲ့ဟာတွေရောအများကြီးပဲ joint story တွေရောအများကြီးပါအဲ့တော့ကတ်လေးတွေကိုဒီတိုင်းလေးပဲဟဲ့ one piece ကလေးတွေဒီတိုင်းလေးပဲလိုက်ကြည့်လိုက်တော့ပါကျွန်တော်လည်းဈေးမသိပါဘူးတော်တော်လှပါတယ်ဒါတော့ဘောလုံးကတ်တွေပါ football ကတ်တွေပါနော် autograph တွေနဲ့ football ကတ်တွေပါဒီကောင်ကလည်းမဲပဲရောနော်ဒီမှာတော့မဲနိုင်ပါပေါင်ရင်တော့ရမယ်မပေါင်ရင်တော့မရပါဘူးမရတာများပါတယ်ဒါတော့ one piece ပါဈေးရောမသိတော့ကျွန်တော်မပြောတော့ဘူးနော် one piece ကတော့ဒီတိုင်းလေးပဲလိုက်ကြည့်လိုက်ပါဒါတော့ဒါ evolution ပေါ့နော် EV ရဲ့ evolution မပါတဲ့ကတ်တွေအကောင်လုံးမှာသူတို့စုထားတာပါဒါတော့ရောင်းမယ်လို့တော့မထင်ဘူးကျွန်တော်မေးကြည့်တယ်ပေါ့နော်သူတို့တော့ not for sale လို့ပြောတယ်ပေါ့နော်ဒါ for show တွေပါသူတို့ show ပြဖို့အတွက်ထားတဲ့ဟာတွေပေါ့နော်ဒါတော့1511600နဲ့800ဆိုတော့နီးပါးတော့ရှိမှာပေါ့နော်တပူမလေး151 Z ကတော့ share တက်တယ်နော်ဒါတော့ Nature Spinner 90 Inferno X Famous Tip Mega Drain Mega Drain ကတော့အကြိုက်ဆုံးတော့မပါတယ်ပေါ့ဒါတော့ Zana Hero နောက်မှာ Kyo Rising ဘက်က perfect order ပေါ့နော် perfect order 350 Kyo Rising 350
ဘောက Fantasma Fling ကတော့900ကျော်ရပေါ့ Fantasma Fling က Charizard ကပါတဲ့အတွက်ဈေးတော့ကြီးတယ်ပေါ့နော်ဒီဘောက Boss တွေကတော့တိတ်ရတော့မကြည့်ပါတော့ဒါတော့ first partner တွေပါဒီမှာလည်းကျွန်တော် single ကတ်လေးရှိတယ်ပေါ့နော် PSC လည်းရှိတယ်ဒီမှာ Inferno Ace ကတ်တွေရှိတယ်ပေါ်တော့ Mega Charizard Amiibo ပါရွှေကတ်ပါအောက်မှာတော့ Dragonite ရွှေကတ်18500ဒါတော့ Inferno 8900ဒီဘက်ကတော့ Embryo 13000လေးဈေးရတယ်ကြောက်စရာ Dragonite ကတော့13000နဲ့900ဒါတော့ SCR ကတ်တွေပေါ့နော် SCR ကတ်လေးတွေပါပါတယ်ဒါတော့ side advantage ပါဒီထုတ်ကဒီ ski ထုတ်ကတော့0ကြည့်ရဒါ Rayquaza ထုတ်ဒါ Rayquaza ဘူးပေါ့နော် Rayquaza တဘူးကိုဘတ်3800ပါတဘူးဘတ်3800 Nature Spinner 3600ကျွန်တော်ဒီကတ်လေးကြိုက်တယ်ပေါ့နော်ဒီကတ်မျိုးဒီပဲ Amiibo ကတ်ရွှေကတ်လေးပေါ့နော်sorry Amiibo တော့မဟုတ်သူက Yuba ကတ်Charizard ဒါတရုတ်ကတ်ကြီးထင်တယ်1000ဒါတော့ Mega Electro ရဲ့အစီအကပါဒါဂန်ဂါကတ်1500ဈေးတွေကပဲကတ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်ဈေးတွေကတော့မပြောပြတော့ဘူးပေါ့နော်ဒီမှာ live ရောကြည့်လိုက်ပေါ့နော်ဈေးတွေဘယ်လောက်တွေရှိလဲဆိုတာအဲကြည့်လိုက်ပါဈေးတွေကဒါနည်းနည်းလေးတော့ဈေးကြည့်ရလို့ပြောပြရတယ်ပေါ့ site တက်ဆို900အောင်ရောင်းကြတယ်ပေါ့ကျွန်တော်အပြင်က market မှာဆိုရင် site တက်က600 900ပေါ့နော်အဲဝန်ကျင်ပဲရှိပါတယ်ဒါ one piece ဘာကတ်လဲတော့မသိဘူး9600နဲ့ဈေးကကြောက်စရာone piece ကတ်တွေကတော့ကျွန်တော်လည်းမသိဘူး character တွေလည်းမသိတာဖြစ်တဲ့အတွက်ဒီတိုင်းလေးပဲပြလိုက်တော့မယ်ပေါ့နော်ဒီတိုင်းလေးပဲလိုက်ကြည့်လိုက်ပါကဲဒါကတော့နိုင်ငံခြားသား2ယောက်ပေါ့နော်သူတို့ဝယ်မယ်မဝယ်ဘူးနဲ့သူတို့တိုင်ပတ်နေရဖြစ်ပါတယ်ဒါကတော့ not for sale တယ်သူတို့တက်ကြည့်နေရပါတော့သူတို့လည်းတစ်ခါတည်းသူတို့ထည့်ပြောလိုက်ပါတယ်အဲ့တော့ကျွန်တော်လည်းအကြားခဲ့ရတော့ပေါ့နော်ဒါက not for sale တွေပေါ့နော် for sure တွေပါဒါလည်း one piece တွေပါဒါ one piece ကတ်တွေကကျွန်တော်လည်းဈေးမသိတာဖြစ်တဲ့အတွက်လိုက်ပဲကြည့်လိုက်ပေါ့နော်ကျွန်တော်ဒီတိုင်းပဲလိုက်ပြပါပါမယ်ဒီမှာကကျွန်တော်တို့ကတ်တွေပဲလားဆိုတော့မဟုတ်ဘူးနော်တခြားဟာတွေလည်းအများကြီးပဲရှိတယ်ဒီမှာကားတွေပြီးမှရုပ်တွေအစုံပေါ့နော်ကလေးကစားစရာတွေအကုန်ရှိပါတယ်ဒါပေမဲ့အခုချိန်မှာတော့ပိုကီမွန်ကလေးကစားစရာမဟုတ်တော့ဘူးနော်လူကြီးစီးပွားရေးဖြစ်နေပါပြီအဲ့တော့ဒါတွေကလည်းမဲလေးတွေပါမဲလေးတွေဆိုတော့ရောင်းနေရမဟုတ်ဆိုတော့ကျွန်တော်ဒီကမပြတော့ဘူးနော်ဒီလို PSA တွေဆိုတော့ကျွန်တော်ပြလိုက်ပါမယ်ဈေးကြီးတဲ့ကတ်လေးတွေပေါ့နော်အဲ့တော့လူချိန်များတဲ့ Inferno တို့ဘာလို့ပေါ့နော်ဒါတော့ time buying ဆိုတော့တိတ်ပြီးတော့0မရှိဘူးနောက်ထပ်ပေါ့နော်ဒါတွေကမှရုပ်တွေဒါကျွန်တော်ကျဲတဲ့ Harry Potter တွေပါ Harry Potter ရုပ်တွေပါဒါတော့မဲတွေပေါ့နော် One Piece တွေဖြစ်တဲ့အတွက်ကျွန်တော်လည်းတိတ်တော့နားမလဲပါဘူးကျွန်တော် Pokemon တခုတော့ပဲသိခဲ့ပါတော့ One Piece ကတော့ကျွန်တော်တိတ်မသိဘူးပေါ့နော်စက်ကားလည်းမကြည့်ဘူးဆိုတော့အဲ့တော့ Messi ကပေါ့နော် Messi က1300ဆိုတော့မစိုးလို့ပြောရရရပါတော့ကိုမမလုပ်တတ်တာဒါတော့ Inferno Time version တွေပါပဲအဲ့တော့ကျွန်တော်လိုက်ပြီးတော့ထပ်ပြပါမယ်နော်ဒါတော့time version တွေပေါ့နော် time version Inferno တို့ဘာလို့ပေါ့နော်အစုံမ Dragonite တို့ဒါ Mega Charizard တို့ AGC ဆိုတာတော့ကျွန်တော်တို့ time မှာတင်ရတဲ့ grading တစ်မျိုးပေါ့နော် PSA တို့ CGC တို့တော့မဟုတ်ဘူး AGC က time တိတက်မဲ့တင်တဲ့ grading တစ်ခုပါအားကြောင့် time မှာဆိုတော့ AGC ကတော့အများဆုံးတွေ့ရတယ်ပေါ့နော်ဒီမှာကကျွန်တော်တို့ time ကတ်တွေရောဂျပန်ကတ်တွေရောအကောင်လုံးကရောနေတာပေါ့နော်ထိုင်းလည်းရှိသလိုဂျပန်ကတ်တွေလည်းရှိတယ်အကုန်လုံးသူတို့ရောပြီးတော့ထည့်ထားတဲ့ဟာတွေပေါ့ဒါကတော့မဲတွေပါဘယ်ဒီမှာကမဲတွေတော်တော်များတယ်ကမဲနိုင်လို့ကောင်းမဲ့နေရာလေးပေါ့နော်ဒါပေမဲ့ပတ်စံတော့ဒီကတော့ဘာမှပဲအဆင်ပြေမှာပေါ့နော်ခကြမှပဲပေါက်တော့မယ်အနေထားရှိတယ်အဲ့တော့ Sand Hero ပါ930ဒီမှာက Johnny Together ပေါ့နော် Johnny Together 300ဟိုမှာ celebration တော့ရှိတယ်1800တော့ပေါ့နော်ဒါတော့ Mega Evolution 340ပါဒါတော့ time ထုတ်လေးတွေပေါ့နော် time ထုတ်လေးပါတယ်အင်္ဂလိပ်ထုတ်လေးပါတယ်ပေါ့နော် black and white လေးတွေလည်းရှိတယ်ဒီမှာ first partner series 1နဲ့လည်းရှိတယ်ဟိုကလည်းရှိတယ်ပေါ့နော် famous state တွေလည်းရှိပါတယ်ဟိုအဲ့တော့ Team Rock က
ဒါကတော့ကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ Bristo Charizard ပြီးသွားရင်ဒီမှာ Pikachu ပေါ့နော် Pikachu က Battle Pikachu ပါနောက်မှာ Russian တို့ဘာလို့လဲအကုန်လုံးရှိရပါဟိုးပုံပါပါဒါလေးကတော့ကျွန်တော်ကြိုက်တဲ့ Mewtwo ပါ Mewtwo ကလေးပါဒါလည်းမဲပါပဲသူမဲလောက်ထားတာပေါ့နော်အောက်မှာလည်းသူမဲတွေထပ်ပြီးတော့ရှိသေးတယ်ပေါ့ဒါတော့မဲစိမ့်ရမှာမဲကို350ပါဒီမှာ Pikachu တွေပေါ့နော် Pikachu ဝတ်တူကြီးတွေပါ Fiji Max တွေပေါ့နော်အများကြီးပါပဲသူမဲထဲလို့ထဲထားတယ်မဲအဆောင်ကြီးရတယ်နဲတာမဟုတ်ဘူးပေါ့နော်အများကြီးပါအောက်မှာ Rayquaza တို့ Canfi တို့လည်းရှိတယ်ဒါတော့ Babusa တို့ Venusaur တို့ပေါ့နော် Pikachu တို့ဒါ PSC slot လေးတွေရောအကုန်လုံးပေါ့နော် grading တွေလည်းရောနေတာတမဲကို219ပဲ3မဲယူရင်600ပါ3မဲနိုင်တော့600ကျမယ်အဲ့တော့ပတ်စံနဲ့စစပိုင်းတော့နှိုက်တော့ကောင်းပါတယ်တမဲ2မဲနဲ့မပေါ့ဆိုရင်တော့ရှုံးဖို့များတယ်ပေါ့နော်ဒီ program banner တွေကတော့မရှိတော့ဘူးနောက်တော့တင်တာထည့်မလို့တော့ထင်းနေပေါ့နော်ဒါတော့ရုပ်တွေပါဒါတော့ရုပ်တွေဒါတော့ထိုင်းထုတ်လေးတွေပါmega drink ကလည်းထိုင်းထုတ်လေးတွေရှိရပေါ့နော်မစိုးပါဘူးဟိုပျော်ဖောက်ချင်တဲ့သူတွေဆိုတော့ဒီထိုင်းထုတ်လေးတွေဖောက်ပေါ့နော်ဒါမဲ့အမှ loss of the rain တွေလည်းရှိရထိုင်းထုတ်ကတော့ပေါ့ရင်ဈေးကတော့နည်းတယ်ပေါ့နော်အဲ့တော့ဒီမှာဘာကလေးတွေထပ်ပြီးရရှိလေဆိုတော့တခြားတော့လိုက်ကြည့်လိုက်ပါဦးဒီမှာကတော့မဲတွေလည်းပါတယ်ရောင်းသားတွေလည်းပါတယ်ပေါ့နော်မ giant ကတ်တွေတော့အကုန်လုံးရှိတယ်ပေါ့နော်အဲ့တော့လက်ကြည့်လိုက်ပါဦးဒါတော့ဘူးတွေပါ mega train ဟိုမှာ ninja spinner apex eye ဘူးတွေလည်းစုံလည်းရှိတယ်ပေါ့နော်တချို့နိုင်ငံတွေမှာတော့အကုန်လုံးက limit တွေနဲ့ပေါ့နော်တယောက်ကိုဘယ်နှထုတ်ဆိုဘယ်နှထုတ် limit နဲ့ပဲရောင်းတာပေါ့ဒီမှာတော့ကျဲတော့ဝယ်လို့ရပါတယ်ဒါတော့ Madonna ပေါ့နော် Madonna ရဲ့ promo card လေးတွေပါဒီမှာကတော့မဲတွေပေါ့နော်မဲတွေဆိုတော့ကျွန်တော်မပြောကြတော့ဘူးဒီမဲလိုက်ပြီးတော့ကြည့်လိုက်ကြပါခေဒါတော့ဘောလုံးကတ်တွေပေါ့နော်ဘောလုံးကတ်တွေဟိုတွေပေါ့နော် sport ကတ်တွေပေါ့နော်ဒါ basketball ကတ်တွေပေါ့နော် auto crack လေးတွေတော့ပါတယ်ဈေးတွေကတော့အမရေးထားတဲ့အတိုင်းပဲပေါ့နော်3000 4000ဝန်းကျင်နေပါပဲဒါတော့ Ronica ကပတ်1000တော့ပါ Ronica auto crack နဲ့ပေါ့နော်ပတ်1000တော့ပါဈေးကြီးနေပါလား2800 PSA 9ပေါ့နော်အောက်မှာတော့ဒါက PSA 10ပေါ့နော် PSA slug တွေပါပဲAmbrionတကယ်လှတယ်ပေါ့နော်အဲ့ Ambrion ကတ်လေးရတော်တော်လှတယ်ဒါတော့ EV Max ပေါ့နော်ပြင်းစင်နိုင်1200ဒါ Charizard Inferno H ကထိုင်းကတ်ကြီးပါတော်တော်များလည်းရှိတယ်ပေါ့နော်အကြိုက်ဆုံးကတော့ဒီကတ်လေးပါမြူလေးပါနော် PSA 10ဆိုတော့ဈေးကလည်းမနည်းဘူးရှိမှာပေါ့နော်ဒါတော့သူတို့မရောင်းပါဘူးမဲလောက်တာပါဒီမှာဘူးတွေပါမဲလောက်တာတယ်ပေါ့နော်ဒါ last ပါပြီးတော့မဲလောက်တာကြတော့မဲထုတ်ပြရတယ်နည်းနည်းတော့မဟုတ်ဘူးနော်တော်တော်များတယ်ဟို151နေပါမဲတွေထည့်ထားပေးတယ်ပေါ့နော်မဲတွေကတော့တော်တော်များပါတယ်ဒါတော့ Pikachu ပြည့်စိတ်တန်1800030ကျော်တော့ပေါ့နော်30ကျော်တင်30နီးပါးတော့ရှိပါတယ်အဲ့တော့မြန်မာငွေနဲ့ပြန်တွက်လိုက်တော့အနောက်ကျတယ်ပေါ့နော်ဒါတော့1900 2000ဝန်းကျင်3000 4000အဲ့လိုပေါ့နော်ဝန်းကျင်နေကြပါပဲဒါ AR ကတ်တွေပေါ့နော်နောက်တစ်ခုကကျတော့ဒီမှာကဒါ VIP မဲလို့တော့သူတို့ပြောတယ်ပေါ့နော်ဒါမဲဈေးတွေပေါ့နော်ဒီထဲမှာကကောင်းနေရွယ်ပေါ့နော် Inferno H ပြန် Ganga ပြန် Mega Charizard ကောင်းအောင်ပေါ့နော် Charmander ကောင်းနေပေါ့နော် EV တို့ပြောရရင်ဒီ Ambrion တို့ပေါ့နော်ကောင်းနေရွယ်ထည့်ထားတဲ့မဲပါမဲတွေကလည်းစီကြည့်တယ်ပေါ့နော်ကောင်းတာပဲတော့မဲတွေကတော့စီကြည့်မှာပဲဖြစ်ပါတယ်အဲ့တော့
ဒါမဲတွေတဲ့ဈေးတွေကမကတ်တာဘူးနော်ဒါကတော့ခံကာပါခံကာပြည့်စတာလှလိုက်တာမရနိုင်သေးဘူးနော်ကိုရီမရနိုင်သေးတဲ့ဘဝတွေပါအဲ့တော့ပြောရတော့အားမရှိတော့ပါဘူးလိုက်ပဲကြည့်လိုက်ကြပါဒါကတော့ Pikachu Vanish ကလေးတွေပေါ့နော်ဒါနှစ်ဟောင်းကလေးတွေပါ2000ခုနှစ်တို့1990တို့1996တို့ပေါ့နော်2013အဲ့လောက်ကလေးတွေပါဈေးတွေကတော့နည်းနည်းနှောတွေတော့မဟုတ်ဘူးနော်9000 8000 3000 5000အစားစားပဲပေါ့နော်4000 3500 2500ပေါ့နော်အစားစားပါပဲအဲ့တော့အခုဒီဗီဒီယိုမှာပါတဲ့ကတ်တွေပေါ့နော်ဈေးတွေကတ်လာတဲ့ကတ်တွေအကုန်လုံးနေရမှာကိုကကြိုက်တယ်ဆိုရင်ဒီထိုင်းနိုင်ငံအတွင်းရပါတော့ထိုင်းနိုင်ငံအတွင်းကကိုကကြိုက်တယ်ဆိုရင်ကျွန်တော်တို့လည်းပြောလို့ရပါတယ်ကျွန်တော်သုံးဝယ်ပြီးတော့အင်းကိုပို့ပေးပါမယ်ပုကတော့ပေးရမယ်ပေါ့နော်အဲ့တော့တွေ့ချင်တဲ့ကတ်လေးတွေရှိရင်လည်းကျွန်တော်တို့ပြောလို့ရပါတယ်ကျွန်တော်ရဲ့ page မှာလည်းလူချင်တဲ့ကတ်လေးတွေဒါမှမဟုတ်အထုပ်တွေပေါ့နော်ဟိုကဘာထုပ်လေးတွေဖောက်ချင်တဲ့အထုပ်လေးတွေကိုလာပြီးတော့မှာလို့ရပါတယ်ကျွန်တော်အိမ်ရောက်ပို့ပေးပါတယ်အဲ့တော့ကတ်လေးတွေလည်းကြည့်ပြီးသွားပြီဈေးတွေလည်းသိပြီဆိုတော့ကျွန်တော်တို့ပြန်มาတော့မယ်ညောင်းလဲညောင်းလေပြောနော်အဲ့တော့တွေ့ချင်တဲ့ကတ်လေးတွေရှိရင် choice မှာလာပြီးတော့မှာလို့ရပါတယ်အထုပ်လေးတွေလည်းမှာလို့ရပါတယ်လို့ပြောရင်းနဲ့ပဲဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲကျွန်တော်တို့နောက်နေ့ဗီဒီယိုကြရင်ပြန်ပြီးတော့တွေ့ပါမယ်အားလုံးပဲ bye bye ပါ